အားလုံးပဲချစ်ခင်လေးစားပါတော့ဘိုးစောရဲ့ချစ်တော်မိတ်ဆွေညီကောင်မောင်နှမများအားလုံးမင်္ဂလာပါဗျเนาะမင်္ဂလာရှိသောနေ့လေးပါကျွန်တော်တို့ဒီနေ့စနေနေ့ရနေပြီးတော့ကျွန်တော်မိတ်ဆွေကိုကျွန်တော် line မလွှင့်ပေးနိုင်လို့ပေါ့เนาะအခုဒီ live video file လေးကိုပဲကျွန်တော်မိတ်ဆွေတွေတိချာချာလေးကြည့်ရှုပေးကြပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ်ဘာဖြစ်လို့လဲဆိုဘိုးစောရဲ့မူရင်း channel တစ်လုံးဖြစ်တဲ့ channel က live လွှင့်ခွင့်မရသေးလို့ပေါ့နော် live လွှင့်ခွင့်နှစ်ပတ်ကျွန်တော်တို့စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လက်ရှိအခုမြင်နေရတဲ့ဒီ channel အခုမြင်နေရတဲ့ဒီ video file လေးကိုလက်မလေးနှိပ်ပြီးအသေးလေးပေးပြီးတော့မှဘိုးစောကိုကြည့်ရှုအားပေးကြပါလို့ဘိုးစောပြောချင်ပါတယ်ကျွန်တော်မိတ်ဆွေတွေကြံခဲ့တဲ့ဗိတ်သက်နေ့မှာကျွန်တော်ပြောခဲ့တယ်လို့ပဲနော် site လဲကောင်းတယ်ကျွန်တော်တို့ပေးရတာနဲ့လဲကိုယုံကြည်ရတာနဲ့လဲတန်မယ်လို့တော့ကျွန်တော်ထင်တယ်နော် live show လေးကျွန်တော်တင်ပေးတာမြင်တဲ့သူတွေလည်းမြင်တယ်ပေါ့ဗျာမမြင်တဲ့သူတွေလည်းမမြင်ဘူးဘာလို့လဲဆိုတော့အစိုးရသူကပြတ်သွားတဲ့အတွက်ကြောင့်မလို့ဒီ16တခွက်ခေါင်းနော်လောက်သွားတာတော်တော်လေးလှပါတယ်ခွန် break နော်ဒီမှာ break ခွန်နော်ကျွန်တော်တို့ခံမှန်းထားတဲ့အတိုင်း power ထောင်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်း break နော်ဒါမျိုးလေးတွေကျွန်တော်တို့တေချာလေးကျွန်တော်တို့တွေ့ခဲ့ရတယ် power ပြီး power ဒီမှာ power ပြီး power နော်ဒါမျိုးလေးတွေကျွန်တော်တို့အခုဒီတစ်ပတ်ဒီပွဲမှာကျွန်တော်ရဲ့ချစ်လာစွာသောညီကောင်မောင်နှမမိတ်ဆွေတွေအားလုံးကျွန်တော်တို့မိုက်ကန်နဲ့ကျွန်တော်ကနန်းလေးရွေးချယ်ထားတာရှိတယ်ပေါ့နော်ဒါ line ပေါ်မှာကြည့်ရှုနေကြတဲ့ညီကောင်မောင်နှမတွေအားလုံးကိုကျွန်တော်ဒီဘက်မှာကျွန်တော်နဲ့အတူတူမိုက်ရဲမှာမိုက်ပါလိုက်ရဲမှာလိုက်ပါယုံကြည်မှုနဲ့လက်တွဲပါနော်ယုံကြည်မှုနဲ့လက်တွဲပါယုံကြည်တဲ့သူမှလည်းထိုးပါကျွန်တော်အတန်တန်ပြောတယ်နော်ကျွန်တော်မိတ်ဆွေတွေပေါက်လို့ရတဲ့အခါလဲကျွန်တော်မတောင်းဘူးနော်မပေါက်လို့မရတဲ့အခါလဲကျွန်တော်မိတ်ဆွေတွေကတိခံထားအဲ့တော့ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်ကဏ္ဍအများကြီးပေးဖို့ကျွန်တော်မှာစိတ်ကူးမရှိဘူးเนาะဒီဘက်မှာဆိုရင်ကျွန်တော်ကဏ္ဍ3ကွက် line ပေါ်မှာပေါ့เนาะဒီအခုကြည့်နေကြတဲ့ YouTube channel လေးမှာဘိုးစော YouTube channel လေးမှာကျွန်တော်ကဏ္ဍ3ကွက်ပဲကျွန်တော်ထိုးခိုင်းမယ်ရရင်လည်းကျွန်တော်မိတ်ဆွေတွေရဲ့ကံပဲမရရင်လည်းကျွန်တော်မိတ်ဆွေတွေခံပဲเนาะဒါတော့ကျွန်တော်တို့ကတော့ဒါဟိုရှေ့စကပုံတို့ပေါ့ဗျာကိုပြုတ်လုတဲ့ကံပေါ့နော်ကိုစီလာမှာပဲအဲ့တိုင်းပဲကျွန်တော်တို့ယုံကြည်မှုနဲ့သွားမယ်ကိုယုံကြည်တလောက်ရမယ်နော်ကိုယုံကြည်မှုနဲ့ကိုပေါ့နော်ကျွန်တော်တို့ယုံကြည်တလောက်ရမယ်လွဲရင်တော့လည်းကျွန်တော်တို့ဒါခံရမှာပဲဒါပေမဲ့ခဏ3ကွက်တယ်ဆိုတော့ထူးထွေလေးရှုံးစရာတော့မရှိဘူးเนาะတစ်ပတ်လုံးလိုက်ထိုးရင်တော့ကျွန်တော်မိတ်ဆွေတွေတို့တန်တယ်လို့ကျွန်တော်ပြောချင်တယ်နောက်တစ်ချက်ကကျွန်တော်ကဗဇက်ကနေကြုံလာကြပန်းပေးမှာမဟုတ်ဘူးနှာခေါင်းကလည်းပိတ်နေသေးကျွန်တော်ကနောက်တစ်ချက်ကပုံမှန်လင်းပြောရရင်ဒီပွဲကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လေးလုံးခွေလုံးဝ share ပေါ့နော်အဲ့ဒါလေးကျွန်တော်ပေးဖို့စိတ်ကူးထားတယ်ဒါပေမဲ့ဒီ line ပေါ်မှာတော့မဟုတ်ဘူးမိသားစုဝင်တွေအတွက်ပေါ့နော်ကျွန်တော်တို့အတွက်ကိုတီးတန့် share ရွေးပေးထားတယ်နော်ဟိုလူဝင်မှာဒီလူဝင်မှာဘယ်သူမှကျွန်တော်ဝင်ပါလို့မပြောဘူးဝင်ခြင်းလဲရတယ်မဝင်ခြင်းလဲရတယ်နောက်တစ်ချက်ကကျွန်တော်တို့ယုံကြည်မှဝင်မှာမယုံကြည်ရင်လုံးဝမဝင်ပါနဲ့နော်မယုံကြည်လုံးဝမဝင်ပါနဲ့ခဏဆိုတာကျွန်တော်တို့အမားအမှန်ရှိတယ်နော်အတော်အပြန်ရှိတယ်နောက်တစ်ချက်ကကျွန်တော်ပြီးတဲ့နှုံးသားကလည်းကျွန်တော်မိတ်ဆွေတွေအတွက်ထိခိုက်တဲ့နှုံးသားတစ်ခုလည်းမဟုတ်ဒါပေမဲ့ယုံကြည်မှုရှိမှဝင်ယုံကြည်မှုမရှိရင်ကျွန်တော်မိတ်ဆွေတွေလုံးဝမဝင်ပါနဲ့ဒီပွဲမှာဆိုရင်လည်းလုံးဝခဏ3ကွက်ပဲကျွန်တော်ရွေးချယ်ထားတယ်နော်ခဏ3ကွက်ပဲကျွန်တော်ရွေးချယ်ထားတယ်ဟယ်လို3000လွှဲပေးထားတယ်မေးဟုတ်ကဲ့မေးဟိုကျွန်တော်အခု live လွှင့်နေလို့ဒါပဲတည်းကျွန်တော်ဗီဒီယိုလေးလုပ်နေလို့ဟုတ်အဲ့တော့ကျွန်တော်ပြမယ်နော်အစာဆုံးလေးတေချာလေးနားထောင်ဒီ live video file ကိုတွေ့ရင်ကျွန်တော်မိတ်ဆွေတွေ share လို့ရရင် share ပြီး like လက်မလေးနှိပ်ပြီးအရေးကြီးဆုံးက subscribe ပါလေးတွေနှိပ်တာဒါ channel အသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အရေးကြီးတယ် subscribe ပါလေးပြန်နှိပ်ထားပါကျွန်တော်ကိုအားပေးနေကြတဲ့မိတ်ဆွေကြီးကိုမောင်မတွေနော်နှာခေါင်းကလည်းဒီနေ့ပါပိ
ပိတ်နေတယ်အဲ့တော့ကျွန်တော်တန်အောင်ပြပေးမယ်ကျွန်တော်မိတ်ဆွေတွေကြည့်နော်ကျွန်တော်တန်အောင်ပြပေးမယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ကြည့်ရှုရမှာဒီတပတ်လုံးစာမှာကျွန်တော်မွေးကနန်း3ခွက်ပဲပေးမယ်စိတ်ဝင်စားလားစိတ်ဝင်စားရင်အစအဆုံးတည်တည်ချာလေးကြည့်ပေးပါထိုးရတာနဲ့လည်းတန်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျင်းတွေပေါက်နီးပါးဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတယ်နော်ကျင်းတွေထွက်နိုင်ခြေရှိတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတယ်ဒါကျွန်တော်ရဲ့ယုံကြည်မှုကျွန်တော်တယောက်တည်းယုံကြည်မှုကျွန်တော်တယောက်တည်းအတွေးခေါ်ဆုံးဖြတ်ချက်ကျွန်တော်မိတ်ဆွေတွေကအကြိုက်တူရင်ဘတ်တူမှလိုက်ထိုးလိုက်ကစားနော်စကားပတ်လင်ခံတာမဟုတ်ခဏန်းတစ်ခွက်ဆိုတာလွယ်လွယ်နဲ့ဖြစ်လာမဟုတ်ပေါက်ခဏန်းတစ်ခွက်ရဖို့ဆိုတာလည်းမလွယ်ဘူးကျွန်တော်မိတ်ဆွေတွေသိပါတယ်နော်အဲ့တော့ line ပေါ်မှာကြည့်နေမိတ်ဆွေတွေခဏန်း3ခွက်ပဲထိုးရမယ်ကျွန်တော်စီမှာမွေးကနန်းယူမဲ့မိတ်ဆွေတွေ၄လုံးအခွေ share နော်၄လုံးအခွေ share ထိုးရမယ်နော်ယုံကြည်မှုရှိမှယူယုံကြည်မှုမရှိရင်တော့မယူနဲ့ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ပြောပြရမယ်နော်ဒီမှာကျွန်တော်တို့အပေါ်မှာပါဝါပြီးပါဝါနဲ့ကျွန်တော်တို့တစ်ချက်ပိတ်ထားတာရှိတယ်နော်အဲ့ရနေကျွန်တော်ဇလန်းအဲ့ရနေသွားမှာပေါ့နော်ပါဝါပြီးပါဝါနဲ့ကျွန်တော်တို့ဒီမှာတစ်ချက်ပိတ်ထားတာရှိတယ်49နဲ့16ဆိုပြီးကျွန်တော်တို့ဒီမှာတစ်ချက်ပိတ်ထားတယ်နော်အဲ့လိုတစ်ချက်ပိတ်ပြီးတော့နောက်အခုကျွန်တော်တို့ဒီပွဲမှာဆိုရင်90နဲ့16ဆိုပြီးပါဝါပြီးပါဝါဆိုပြီးကျွန်တော်တစ်ချက်ပိတ်ထားတယ်နှစ်ပွဲပေါ့နော်အလဲမှာကျွန်တော်တို့ဘာပြန်ထောင်လဲလို့တစ်ချက်သွားပြန်ကြည့်လိုက်တဲ့အချိန်မှာ9-3ည305ဆိုတဲ့ပါဝါကျွန်တော်တို့ထောင်ထားတယ်၃ပွဲမြောက်ကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာလည်းဒီမှာလည်း9-3ည305ဆိုတာဒီကျွန်တော်တို့ပြန်ထွက်ထားတယ်9-3ည16နဲ့နော်တောက်ကြနေမှာပိတ်ထားတယ်9-3ည16 9-3ညနဲ့ပြန်ထောင်ထားတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီဖြစ်စဉ်အတိုင်းကိုလက်ရှိကလန်နာမှာရောကလနာအကြီးမှာရောအသေးမှာရောအရှည်မှာရောအတူမှာရောအကုန်လုံးတည်တည်ချာချာစစ်မှာကျွန်တော်တို့အခုနောက်တစ်ချက်ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုရင်ဒီမှာပေါ့နော်50ဆိုပြီးတော့မှကျွန်တော်တို့ပါဝါပြီးပါဝါနဲ့အရင်ဆုံးပိတ်တယ်ပြီးရင်သူ့ရဲ့တပွဲကြော်မှာလဲ9-3ည305နှစ်ခွန်ဆိုပြီးတော့ပါဝါပြီးပါဝါဆိုပြီးကျွန်တော်တို့နှစ်ချက်ပိတ်ထားတယ်အဲ့လိုပိတ်ပြီးတော့သူ့အောင်မှာကျွန်တော်တို့ဒီမှာ305ဆိုပြီးတော့ကျွန်တော်တို့ထွက်ထားတယ်9-3ညဆိုပြီးဒီမှာပြန်ထွက်ထားတယ်နော်တောက်ကြနေမှာပါဝါနှစ်ချက်ပြန်ထောင်ထားတယ်အဲ့တော့ပါဝါနှစ်ချက်ပြန်ထောင်တော့ဘိုးစောကဘာပေးခြင်းနေတာလဲပေါ့နော်ဒီအောက်မှာကျွန်တော်တို့မွေးရမယ်မွေးကနန်းမွေးထိုးရမယ်မွေးကနန်း3ကွက်ပေါ့နော်ကျွန်တော်ရွေးချယ်ထားတယ်ဒါပေမဲ့လက်ရှိကလန်ဒါ site မှာတော့ကျွန်တော်2ကွက်ပေါ့နော်မတူကွက်ပြတဲ့တစ်ကွက်ကောင်းကတော့တစ်ကွက်ပေါ့စုစုပေါင်း3ကွက်ကျွန်တော်ရွေးချယ်ထားပါတယ်အဲ့တော့ live show အစဆုံးကြည့်ပေးပါအဲ့တော့ဒီမှာ4916ဒီမှာ5016ဆိုပြီးပါဝါပြီးပါဝါနှစ်ချက်ဆင့်တယ်39553ညကျွန်တော်တို့ပါဝါပြန်ထောင်ထားတယ်အဲ့လိုထောင်ထားတဲ့အတွက်ကြောင့်မလို့တဲ့ကျွန်တော်မိတ်ဆွေဒီအောက်မှာကျွန်တော်တို့ကျင်းတွေပေါက်ပြန်ရမယ်ခဏန်းဒီ3ပွဲအတွင်းကနေပြီးတော့ကျင်းတွေပေါက်ပြန်ရမယ်ခဏန်းနှစ်ကွက်ရှိတယ်နှစ်ကွက်တည်းကတစ်ကွက်ထားရင်တော့ကျင်းတတ်ပါတော့ကျွန်တော်မိတ်ဆွေတွေအားလုံးအဲ့တော့ကျင်းတွေပေါက်ခဏန်းဆိုတော့ကျွန်တော်တစ်ချက်ပြပြီးတော့နောက်ထပ်ဒီ frame လောက်နဲ့မကျင်းတတ်နဲ့ပေါ့နော်ဒီဘက်မှာကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်တပွဲနှစ်ပွဲသုံးပွဲမြောက်ကအင်္ဂါနေ့မှာကျွန်တော်တို့ကတစ်ချက်ကြည့်မယ်နော်သုံးပွဲမြောက်ရဲ့အင်္ဂါနေ့မှာဒီမှာ90နဲ့91နဲ့60ဆိုပြီးတော့မှ3ညပရိတ်6ပရိတ်နဲ့ကျွန်တော်တို့ထောင်ထားတယ်အဲ့တိုင်းပဲကျွန်တော်တို့ဆွဲမယ်နော်ဟိုဘက်ကိုကျွန်တော်တို့အဲ့တိုင်းကျွန်တော်တို့ဆွဲမယ်ဒီမှာကြည့်နော် site ကိုတေချာလေးကူးပြတာနော်ဒီမှာကြည့်ဒီဘက်ကနေကြည့်လိုက်နော်ပါဝါပြီးပါဝါထောင်တယ်ပါဝါပြီးပါဝါထောင်တယ်39553ညကျွန်တော်တို့တောက်ကြနေမှာလည်းပြန်ရိုက်ထားတယ်ပါဝါပြီးပါဝါထောင်တယ်တောက်ကြနေမှာလည်းကျွန်တော်တို့ပြန်ရိုက်ထားတယ်39553ညအဲ့ဒီတပွဲနှစ်ပွဲသုံးပွဲမြောက်ကကျွန်တော်တို့9160ဆိုတဲ့3ညပရိတ်6ပရိတ်ဆိုပြီးတော့မှကျွန်တော်တို့ဒီပွဲမှာထောင်တယ်လို့ကျွန်တော်တို့ဒီဘက်ပွဲကိုတစ်ချက်သွားလိုက်မယ်ဆိုရင်လည်းနော်ဒီမှာပါဝါပြီးပါဝါတောက်ကြနေမှာရိုက်တယ်ပါဝါပြီးပါဝါတောက်ကြနေမှာရိုက်တယ်ပြီးတော့39553ညလို့ဒီမှာကျွန်တော်တို့တောက်ကြနေမနက်မှာပြန်ထောင်တယ်ထောင်ပြီးတော့3ညပရိတ်ကို6ပရိတ်နဲ့ကျွန်တော်တို့အင်္ဂါနေ့မှာရိုက်ထားတယ်အတိအကျ
3ညာပရိတ်ကို6ပရိတ်နဲ့နော်ဒေချာပြပေးတာမြင်အောင်ကြည့်ကျွန်တော်အင်ဂျင်နီယာလည်းမဟုတ်ဘူးနော်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ဒါပေမဲ့တိကျကျရစေခြင်းလို့ကိုမိသားစုကိုရဲ့မိဘညီကိုမောင်နှမတွေလို့သဘောထားလို့ကျွန်တော်တေချာပြပေးတာဒီပွဲမှာဆိုရင်ကျွန်တော်ခဏအများကြီးမထုတ်ထားဘူးစွန့်စွန့်စားစားနဲ့ခဏ3ခွက်ပဲကျွန်တော်ရွေးချယ်ထားတယ်ရရင်ယူမရရင်မယူနဲ့ယုံကြည်တယ်ဆိုရင်ကျွန်တော်စီမှာအဖွဲ့ဝင်လို့ရတယ်မယုံကြည်ဘူးဆိုလုံးဝစကနေကကျွန်တော်စီဖုံးတောင်မဆက်နဲ့ရတယ်ပြဿနာမရှိဘူးနော်ယုံကြည်မှုနဲ့ပဲအလုပ်လုပ်ပါနော်တချို့ຢာတွေကကျွန်တော်တို့ယုံကြည်မှုနဲ့ကျွန်တော်တို့ဒါတယောက်နဲ့တယောက်နားလည်မှုနဲ့တိဆောက်ရတာနော်တန်တရားနေနဲ့တိဆောက်ရတာမဟုတ်အဲ့တော့အခုပြတဲ့ frame လေးကိုတေချာကြည့်အရန်လှတယ်ပြီးရင်မပြီးသေးဘူးနော်ပြမယ်နော်မပြီးသေးဘူးသူ့ပေါ်မှာကျွန်တော်တို့ချက်ပြပေးအောင်မယ်နော်သူ့ပေါ်မှာတဲ့အဲ့လို3ညာပရိတ်6ပရိတ်နဲ့ထောင်တဲ့အပြင်သူ့ပေါ်မှာ10ပရိတ်ရှိတယ်တဲ့နော်သူ့ပေါ်မှာဒီမှာ3ညာပရိတ်6ပရိတ်ထောင်ပြီးတော့သူ့ပေါ်မှာ10ပရိတ်ရှိတယ်တဲ့ဒီမှာလဲ3ညာပရိတ်6ပရိတ်ထောင်သူ့ပေါ်မှာ10ပရိတ်ရှိတယ်နော်အတိအကျရိုက်မှာနော်အတိအကျရိုက်မှာကျွန်တော်လက်ရှိကလန်ဒါမှာရောကလန်ဒါအရှည်ရောအတူရောကိုယ့်ကိုကြိုက်တဲ့နေရာမှာသွားစစ်လို့ရတယ်ကြိုက်တယ်လို့စစ်ကြိုက်တယ်လို့ရှာဒီ frame ဒီလို site မျိုးဒီဘိုးစောတဦးတည်းသာလင်းထုတ်တာဖြစ်တယ်နော်ကိုယ့်ရဲ့စိတ်ကူးကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ့်အတွေးခေါ်နဲ့ကိုယ်ထုတ်တာဖြစ်တယ်ကြိုက်တူရင်ဘတ်တူမှာကစားပါနော်ဒီတစ်ပတ်မှာကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ပြောချင်တာတစ်ခုပဲရှိတယ်လေးလုံးခွေတကွက်ကောင်ကျင်းတွေပေါ့ပြန်လာမယ်နော်ကျင်းတွေပေါ့ထွက်မယ်ကျင်းတွေပေါ့လာမယ်နော်မွေးကနန်းကတော့ကျွန်တော် line ပေါ်မှာ3ခွက်ပြီးတယ်နော်ကြိုက်တူရင်မိတ်ဆွေတို့ပါလိုက်ထိုးပါနော်ကြိုက်မှာထိုးပါအဲ့တော့ frame size ရကျွန်တော်တို့ထပ်ပြပေးမယ် power နော် power 3ဘွဲကျွန်တော်တို့ဆင့်ထွက်တယ်power 3ဘွဲဆင့်ထပ်ပြီးဒီမှာ3ညာပရိတ်6ပရိတ်10ပရိတ်လို့ကျွန်တော်တို့ဒီလိုအတိအကျရိုက်ပြီးတဲ့နော်ဒီမှာ3ညာပရိတ်6ပရိတ်10ပရိတ်လို့ကျွန်တော်တို့အတိအကျရိုက်ပြီးတဲ့ရိုက်ပြီးသူ့ရဲ့ crossing နော်သူ့ရဲ့ crossing ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်လိုက်နော်သူ့ရဲ့ crossing ဒီမှာခွန်6ခွန်2ဆိုပြီးတော့မှခွန်2ချက်ကျွန်တော်တို့ဇောင်းပေးထားတယ်နော်ခွန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဇောင်းပေးထားတယ်ဒီမှာဆိုလဲတစ်ချက်ကြည့်လိုက်28နဲ့88နဲ့အပေါ်မှာ10ပရိတ်ထောင်တယ်3ညာပရိတ်6ပရိတ်10ပရိတ်ထောင်တယ်ပြီးရင်1ခွန်နဲ့ခွန်1ဆိုပြီးတော့ခွန်တစ်လုံးကိုဇောင်းပေးပြီးရိုက်ထားတယ်နော်ခွန်တစ်လုံးကိုဇောင်းပေးပြီးရိုက်ထားတယ်အဲ့တော့ဘိုးစောပြတာရဲ့စုံလာပြီနော်ကျွန်တော်ကရှင်းရှင်းလေးပဲဒီအောက်ကိုကျွန်တော်တို့သွားမှာဒီဘွဲမှာဆို2ရက်ဖောင်းထားတယ်အဲ့တော့ပြန်ကြတဲ့တပွဲ2ပွဲ3ပွဲဒီ3ပွဲအတွင်းရနေပြီးတော့မှပြန်ကြကျင်းနေထွက်ပြီးရမယ်3ပွဲလုံးဆိုတော့လည်းများတာပေါ့ဗျာနော်ဘိုးစောတို့ကလည်းတပွဲ2ပွဲ3ပွဲဒီ3ပွဲလုံးပေါ့ရင်ခဏအကွက်20အစိတ်လောက်ရှိမယ်နော်ဒီမှာဆိုလို့ရှိရင်လည်းတပွဲ2ပွဲ3ပွဲအတွင်းလုံးကနေပြီးတော့မှကျွန်တော်တို့ပြန်ကြအတိအကျနော်ရိုက်ပြီးရမယ်ကျွန်တော်ထင်တယ်နော်လိုရင်းတူရှင်းမယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပေးမှဖြစ်တဲ့ကြောင့်ကျွန်တော်ထင်တယ်ကျွန်တော်မြင်တဲ့ site အတိုင်းကျွန်တော်တွေးသလိုကျွန်တော်မြင်သလိုမြင်မဲ့ site အတိုင်းကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ချပြမယ်ဆိုရင်ဒီဘက်မှာတစ်ချက်ပြန်ကြည့်လိုက်ပါနော်ဒီအောက်ကနေပြန်ရေးမယ်ဆိုရင်တစ်ပွဲ2ပွဲ3ပွဲမြောက်ကခဏနော်အင်္ဂါနေ့ထွက်သွားတဲ့88 5ပရိတ်ဆိုတဲ့ခဏရဲ့ဗုဒ္ဓဟူးနေ့မနက်ကထွက်သွားတဲ့3ခွန်ဆိုတဲ့ခဏရဲ့ဒီကဏ္ဍနှစ်ကွက်တည်တဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီရောက်မှာကျွန်တော်တို့3ညာပရိတ်5ပရိတ်အနေနဲ့ဒီမှာ3ခွန်ဆိုတဲ့ကဏ္ဍအတိအကျရိုက်တယ်ခွန်8ဆိုတဲ့ကဏ္ဍကျွန်တော်တို့အတိအကျပြန်ရိုက်ဒဲပြန်ထွက်တယ်နော်အာတော့ထိုးပေါ့ဗျာဒါပေမဲ့သူထွက်တဲ့အတိုင်းကိုကျွန်တော်ကပေးကြဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်မိတ်ဆွေတွေကဒါတေချာလေးကြည့်ပေါ့ဗျာနော်သူထွက်တဲ့အတိုင်းကျွန်တော်လည်းပေးတာပဲအဲ့တော့ဒီဘောကနေပြန်စရေးလိုက်တပွဲ2ပွဲ3ပွဲမျက်စိရှုပ်မှဆိုလို့တေချာကြည့်နော်တပွဲ2ပွဲ3ပွဲမြောက်ကအင်္ဂါနေ့ကဏ္ဍဗုဒ္ဓဟူးနေ့မနက်ကဏ္ဍအင်္ဂါနေ့မနက်ကဏ္ဍခွန်8နဲ့3ခွန်ဒီ3ခွန်နဲ့ခွန်8လို့ကျွန်တော်တို့ဒဲပြန်ရိုက်တာလားနှစ်ကွက်ထဲကတစ်ကွက်ထွက်ရင်နားပေါ့ဗျာကဏ္ဍနှစ်ကွက်ထဲကတစ်ကွက်ထွက်ရင်တော့နားပေါ့နော်ကျွန်တော်လည်းမွေးကဏ္ဍပေးပါတယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒါ line ပေါ်မှာဆိုလဲဒီပွဲကဒီ
ကျွန်တော် line မှာအကွက်နည်းနည်းပဲကျွန်တော်ထုတ်ပေးထားတယ်ဒါမွေးကနန်းယူတဲ့မိတ်ဆွေတွေရောမယူတဲ့မိတ်ဆွေတွေရောကြိုက်ရင်ထိုးလို့ရတယ်မကြိုက်ရင်လည်းမထိုးလို့ရတယ်ကိုယ်စိတ်နဲ့ကိုယ်သဘောထားနဲ့ကိုယ်သဘောထားကိုယ်လွယ်ပိုင်ခွင့်ရှိတယ် frame site ဒီကျွန်တော်သေချာလေးပြပေးထားတယ် power ပြီး power တောက်ကြနေမှာ power ပြီး power လို့ရိုက်တယ်တပွဲကြော်မှာလည်းတောက်ကြနေမှာ power ပြီး power လို့ရိုက်တယ်90ဆိုတဲ့ကဏ္ဍ90လို့ကျွန်တော်တို့တောက်ကြနေမနက်မှာပြန်ထောင်ထားတယ်3ညပရိတ်6ပရိတ်အင်္ဂါနေ့မနက်ညရိုက်ပြီးတော့အပေါ်မှာ10ပရိတ်လို့ထောင်တယ်9နှလုံးဇောင်းပေးတယ်အတိအကျနော်အတိအကျ49နဲ့16 power ပြီး power တောက်ကြနေမှာရိုက်တယ်50နဲ့16 power ပြီး power သူ့ရဲ့တပွဲကြော်မှာရိုက်တယ်ပြီးတော့3ည5 3ညဆိုတဲ့ခဏန်းဒီမှာတောက်ကြနေမှာပြန်ပြီးတော့ထောင်ထားတယ်3ညပရိတ်ကို6ပရိတ်နဲ့အင်္ဂါနေ့မှာအတိအကျရိုက်တယ်ဟိုပွဲအတိုင်းပဲเนาะသူ့အပေါ်မှာ10ပရိတ်လို့ထောင်တယ်9နှလုံးဇောင်းပေးပြီးတော့မှဒီအောက်မှာကျွန်တော်တို့သူ့ရဲ့တပွဲ2ပွဲသူ့အပေါ်တပွဲ2ပွဲ3ပွဲမြောက်ကပြန်ကြမယ်ခဏ1099ဆိုတဲ့10ပရိတ်နဲ့16ဆိုတဲ့ခွန်ပရိတ်เนาะဒီကဏ္ဍနှစ်ကွက်တည်းကကျွန်တော်တို့တစ်ကွက်ပြန်လာအောင်မှာလားကဏ္ဍပြက်အနေနဲ့ကဏ္ဍနှစ်ကွက်เนาะကဏ္ဍနှစ်ကွက်ရှိတယ်ကဲ live show ကဗီဒီယို live show ဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ရတာနဲ့တန်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်တေချာလဲကျွန်တော်နားလဲသဘောပေါအောင်ရှင်းပြပေးခဲ့တယ်နောက်ပိတ်ဆုံးနေ့က commerce site ဆိုရင်အရန်နှမျောတယ်ဗျာเนาะကျွန်တော်မိတ်ဆွေတွေမရလိုက်တာအရန်နှမျောတယ်အဲ့တော့ပြန်ကြကဏ္ဍနှစ်ကွက်နဲ့ကျွန်တော်ဘူစောရွေးထားတယ်တစ်ကွက်ကောင်းကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီပွဲ20နဲ့ဘယ်နှစ်ရက်လဲ23ရက်လားဟုတ်တယ်နော်21ဆိုနေ့ပဲ23ရက်နေ့ကနေကျွန်တော်တို့တပတ်အတွင်းပေါ့နော်ပြန်ကြနဲ့ကျွန်တော်တို့ဟန်ကြအောင်မလားဘိုးစောကတော့အပူမပြောပါဘူးဗျာကျွန်တော်ရဲ့မိတ်ဆွေတွေပေါက်ကြတယ်ရကြတယ်ဆိုရင်ကျင်납ပါတယ်ပြန်ကြနှစ်ကွက်ပေါ့နော်အဲ့ဒါလေးကျွန်တော်ဒီမှာတစ်ခါလေးစီပြီးမယ်နှမျောတယ်ဗျာနှမျောတယ်တောက်ကြနေပွဲသိမ်းကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်တကယ်မပေးလိုက်ရတာနှမျောတယ်နော် live show အဓိကတော့ live show မရှိတော့တာပေါ့နော် live show မရှိတော့ power chain တွေထွက်မယ်တဲ့နော် power chain တွေထွက်မယ်ဆို16လည်းထွက်တယ်3.5လည်းထွက်တယ်နော်ပွဲသိမ်းနေ့ကပြီးသွားတဲ့ခဏန်းဒီတကွာကောင်း36ဒီမှာ16ပြန်ထွက်တယ်ဘရိတ်ခွန်ဘရိတ်တစ်မျိုးတယ်နော်အဲ့တော့ဒီပွဲဒီအဖွဲ့ဝင်ခေါ်လာမိသားစုဝင်ခေါ်လာမမေးနဲ့ယုံကြည်ရင်ဝင်ပါမယုံရင်လုံးဝမဝင်ပါနဲ့ line ပေါ်မှာကြည့်ထိုးခဏန်း3ကွက်တည်းကျွန်တော်ရွေးချယ်ပေးထားတယ်နော်အားလုံးချစ်တဲ့ဘူစောပါနော်ဘူစောရဲ့မိတ်ဆွေတွေအားလုံးပဲ23ရက်2လ26မှတပတ်အတွင်းနော်ဒါအဖွဲ့ဝင်မယ်ဆိုရင်ဒီဖုန်းနံပါတ်ကလေးကိုတေချာလေးမှတ်ထားပြီနော်66326 3923 1000ပါနော်အဖွဲ့ဝင်ချက်က1000ယုံကြည်မှဝင်ပါမယုံရင်ဖုန်းအောင်မဆက်ပါနဲ့နော်ယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ဖုန်းဆက်ပြီးဝင်လို့လည်းရတယ် message နဲ့လည်းဝင်လို့ရတယ် Viber နဲ့နော် Viber ကတော့ဦးစားပေးပါနော် VIBER Viber နဲ့ဝင်လို့ရပါတယ်နော်ပူစောရဲ့မိတ်ဆွေတွေအားလုံးတေချာလေးမှတ်ထားပါတပတ်အတွင်း share အိုးရမယ်မွေး3ခွက်နော်တပတ်အတွင်းချုပ်ထိုးဘာပေးမှလဲဆိုရင်ကျွန်တော်၄လုံးခွေနော်ဘာပေးမှလဲမေးနေတယ်မိတ်ဆွေတို့က၄လုံးခွေအားလေးမှတ်ထားပြီနော်၄လုံးခွေတစ်ခွက်ကောင်းပါမယ်နော်၄လုံးခွေနဲ့တစ်ခွက်ကောင်းပါမယ်1000ပါမြန်မာငွေကျပ်1000ပါဘတ်ငွေ1000မဟုတ်ဘူးနော်မြန်မာငွေကျပ်1000ပါကိုယ့်ရင်ကဘတ်တဲ့ပတ်စံဆိုရင်တော့လည်းတစ်မျိုးပေါ့အဲ့ဒါဆိုတော့လည်းဘတ်ငွေပေါ့နော်၄လုံးခွေတစ်ခွက်ကောင်းနော်၄လုံးခွေနဲ့တစ်ခွက်ကောင်းအဲ့ဒါပဲနော်အဲ့တော့ဟုတ်ပြီမွေး3ခွက်ဘိုးစောဘာပေးမှလဲနော်ပြန်ကြကို
16ဒီ16ကလည်းပါတာပဲပါမှာပဲเนาะပါမဲ့ပွဲမလို့ပါတာကျွန်တော်တို့ပါမှာပဲအဲ့တော့ကျန်တဲ့တစ်ခွက်ဒီကျွန်တော်တို့48เนาะ1 2 3ခဏ3ခွက်တယ်ဒီပွဲဒီ၄လုံးခွေတစ်ခွက်ကောင်းအဓိက share ဩမယ်မွေးကနန်း3ခွက်ကျွန်တော်တို့ထိုးမယ်ဒါဒီကနန်းတွေဆိုလို့ရှိရင်လည်းကျွန်တော်၄လုံးခွေထဲမှာပါပြီးသားပါเนาะမပါတာဆိုလို့ကျွန်တော်တို့16ပဲပါမယ်เนาะ၄လုံးခွေတစ်ခွက်ကောင်းမှာပါပြီးသားကနန်းတွေပေါ့เนาะအဲ့တော့မွေးကနန်းထိုးခြင်းနဲ့မိတ်ဆွေတွေမွေးကနန်းကိုချုပ်ထိုးလို့ရမယ်မွေးကနန်းတွေအဓိကပဲเนาะအဲ့တော့ဒီ3ခွက်ကိုမူရော site ကိုကျွန်တော်တေချာပြပေးရတယ်ဒီဟာတော့မပါဘူးเนาะဒီ2ခွက်ကိုမူရော site ရောပြပေးရတယ်မွေးကနန်း3ခွက်နဲ့ကျွန်တော်မိတ်ဆွေတွေပိုင်နိုင်ချုပ်ထိုးခြင်းနဲ့ဆိုလဲထိုးမှားလင်ခံမှန်လင်စံเนาะအဖွဲ့ဝင်ခြင်းနဲ့ဆိုတဲ့မိတ်ဆွေတွေကလည်းဒီဖုန်းနံပါတ် KB ဝစ်ပြီးဖွင့်ထားပါတယ် Viber ကနေပြီးတော့လည်းဝင်လို့ရတယ်ဖုန်းခေါ်ပြီးတော့လည်းဝင်လို့ရတယ်ယုံကြည်မှဝင်မှာမယုံရင်လုံးဝဝင်စရာမလိုပါဘူးเนาะမယုံရင်လုံးဝဝင်စရာမလိုဒီပွဲမှာ၄လုံးခွေတစ်ခွက်ကောင်းပြန်ပါပြီပေါ့နော်၄လုံးခွေနဲ့တစ်ခွက်ကောင်းပြန်ပေးပါပြီပေါ့နော်ဒီပွဲကနေစပြီးတော့၄လုံးခွေနဲ့တစ်ခွက်ကောင်းပြန်စပေးပါပြီအားလုံးပဲယုံကြည်စွာကျွန်တော်မိတ်ဆွေတွေအားပေးနေကြတဲ့ညီကိုမောင်တို့ကအမျိုးတွေအားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပို့ဆိုတာနော်ကျွန်တော်တို့ရဲ့ဒီနေ့စနေနေ့ live show လေးကို live video file လေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပြရစီဗျာနော်တေချာလေးမှတ်ထားပါဒါတစ်ပတ်အတွင်းပေါ့နော်ကျွန်တော်တို့တစ်ပတ်အတွင်းယုံကြည်စွာအမျက်ယူခြင်းနဲ့မိတ်ဆွေတွေတေချာလေးမှတ်ထားဘိုးစောရဲ့မပြောင်းလဲ1000နဲ့ဆိုတာကလည်းဒီဖုန်းနံပါတ်မှာပဲကျွန်တော်တို့အလုပ်လုပ်ပါတယ်663263923ညတစ်လုံးနဲ့ပဲเนาะအားလုံး okay ပါเนาะအားလုံးအိမ်မက်လာမှတ်ကြပါစီဗျာเนาะကျွန်တော်မိတ်ဆွေတွေအားလုံးပဲစနေနေ့ကနေစပြီးတော့မှကျွန်တော်တို့တင်းလာအင်္ဂါဗုဒ္ဓဟူးအတွင်းမှာကျွန်တော်တို့လက်ပတ်တွေလည်းရွှင်ပါစေလို့เนาะကျွန်တော်မှန်းထားပါတယ်အားလုံးပဲ good luck ပါဗျာเนาะ